မြတ်စွာဘုရားလက်ထက်ကပင်စက္ခဒါယကာဆိုပြီးတော့ပုံနာကြီးတယောက်ရှိအဲ့ဒီတကားကြီးကဥဥဖြားဖြားအလှူဒါနကိုအမြဲတမ်းပြုတတ်တယ်တနေ့တော့သူတို့ဇနီးမောင်နှံနေတဲ့အိမ်ကိုမြတ်စွာဘုရားကကြွလာတာမြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာဒီတကားကြီးတက္ကမကြီးဇနီးမောင်နှံတို့သည်အနာဂါမိမဲ့ဉာဏ်ဘုံဉာဏ်ကိုရလိမ့်မယ်လို့မြင်တော်မူလို့မြတ်စွာဘုရားတပိတ်ပိုက်ပြီးတော့ဆုံးခံကြွလာတာအဲ့ဒီအချိန်မှာတကားကြီးကအိမ်ပေါဝါကိုကြောပေးအိမ်တွင်းကိုမျက်နှာမူပြီးတော့ထမင်းသပွဲကိုရှေ့ချပြီးတော့ထမင်းစားနေတာမြတ်စွာဘုရားကိုမမြင်နိုင်တဲ့အနေအထားပေါ့ဒကမာကြီးကအိမ်အတွင်းကနေအိမ်ပြင်ကိုလှမ်းကြည့်တော့မြတ်စွာဘုရားကိုမြင်တယ်မြင်တော့ငါရဲ့ဒကာကြီးကတကယ်လို့မြတ်စွာဘုရားကိုမြင်လို့ရှိရင်ဒီစားနေတဲ့ထမင်းတွေဟင်းတွေကိုသွားပြီးတော့လှူလိုက်မှာပဲအဲ့ဒါလို့လှူလို့ရှိရင်ငါထပ်ပြီးတော့ထမင်းချက်နေရမှာပြင်းတယ်တဲ့ဒကမာကြီးကဒါကြောင့်မြတ်စွာဘုရားကိုသူ့ဒကာကြီးမမြင်ရအောင်အသာကလေးထသွားပြီးတော့ဒကာကြီးရဲ့နောက်ွယ်ကနေဘုရားကိုမမြင်ရအောင်ကွယ်ထားတာအဲ့ဒီလိုကွယ်သွားပြီးတော့နောက်ဆုတ်ကလေးသွားပြီးတော့မြတ်စွာဘုရားပြန်ကြွသွားပြီလားလို့အသာကလေးနောက်ကိုစောင့်ကြည့်တယ်ဒကမာကြီးကကြည့်တော့မြတ်စွာဘုရားကပြန်မကြွဘူးဒီတိုင်းသပိတ်ပိုက်ပြီးတော့ရက်နေတာအဲ့ဒီတော့ဒကမာကြီးကသူ့ဒကာကြီးကြားမှာလဲဆိုးတယ်လမ်းနဲ့အိမ်ထဲကလည်းနီးလေးကိုအဲ့ဒါနဲ့မြတ်စွာဘုရားကိုတူတူလေးပြောတယ်အရှင်ဘုရားကြောပါသေးရဲ့ဘုရားဆက်ပြီးတော့ကြွတော်မူပါအဲ့ဒီတော့မြတ်စွာဘုရားကခေါင်းတော်ကိုရမ်းပြတယ်တဲ့အံ့ဩတယ်မြတ်စွာဘုရားခေါင်းရမ်းပြတာကိုအဲ့ဒီဒေသနာတော်မှာပဲဦးဇင်းတို့တွေ့ဘူးတယ်တလောကလုံးရဲ့အထုအထိပ်ဖြစ်တော်မူတဲ့မြတ်စွာဘုရားခေါင်းတော်ကိုလှုပ်ပြတာကိုမြင်တော့ဒကမာကြီးကဘယ်လို့မှအိမ်တရေမဆယ်နိုင်ဘူးဟက်ပက်တအားရေချလိုက်တယ်တဲ့အဲ့ဒါလိုလဲရေလိုက်ရောမြတ်စွာဘုရားကရောင်နီကျော်6ပါးလဲလွှတ်လိုက်တယ်အဲ့ဒီလိုရောင်နီတော်6ပါးကိုလေဒကာကြီးကမြင်ရတယ်ဒကမာကြီးရဲ့ရေတံကိုလဲကြားရတော့ဘာများလဲမသိဘူးဆိုပြီးတော့နောက်ကိုလှည့်ကြည့်တာအဲ့လိုလှည့်ကြည့်တော့မြတ်စွာဘုရားကိုတွေ့သွားတာတွေ့သွားတော့ကြည်စံဒီပုံလေးမှမိုက်လိုက်တာငါ့ကိုမြတ်စွာဘုရားကိုမမြင်ရအောင်ကွယ်ထားတယ်မဖြစ်ချေဘူးဆိုပြီးတော့ဒကာကြီးကသိတ္တရာတရားကောင်းတဲ့ဒကာကြီးဆိုတော့သူစားရဲ့တန်လန်ထမင်းခွက်ကိုကင်ပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားဒါကိုအလှခံနိုင်မလားတဲ့စားပြီးတောက်ပြီးကြီးဖြစ်နေလို့ဒီတော့မြတ်စွာဘုရားကဒကာကြီးတို့ယဟန်နေဆိုတာသူတစ်ပါးပေးတာကိုအမိပြုပြီးတော့အသက်ရှင်ရတာပြိတ္တာတွေနဲ့တူတယ်လို့ဦးဇင်းတို့အဲ့ဒီမှာဂါထာလေးတစ်ပုဒ်ဟောပါတယ်ဟောတော့ပုံနာကြီးကမြတ်စွာဘုရားကိုတအားကြည်ညိုသွားတယ်ငါလိုတာမင်ညပုဂ္ဂိုလ်စားပြီးသားကိုစကြဝဠာမင်းဖြစ်နိုင်လောက်အောင်ဘုံကံကြီးတဲ့လူဘဝတုန်းကလေနောက်ဆုံးသုံးလောကထောတာတပ်ပင်ကျူဘုရားဖြစ်နေတာတောင်ဒါကိုအလှခံမယ်လို့ပြောတယ်ဆိုပြီးတော့တရားကြည်ညိုပြီးတော့အဲ့ဒီဆွန်းတွေကိုသူစားပြီးသားဆွန်းတွေဟင်းတွေကိုမြတ်စွာဘုရားရဲ့တပိတ်တော်တွေကိုထည့်ပြီးတော့လောင်းလိုက်တယ်အဲ့ဒီလိုလောင်းပြီးတော့မြတ်စွာဘုရားကိုသူကလျှောက်တယ်တို့ယဟန်နေဟာလို့ခုနတုန်းကမြတ်စွာဘုရားကပြောတယ်လေအဲ့ဒီမှာယဟန်ဆိုတာဘာလဲဘိက္ခုယဟန်ဆိုတာဘာလဲဒါကိုသူသိကျင်တယ်အဲ့ဒါနဲ့ယဟန်ဆိုတာဘာလဲလို့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကအဲ့ဒီမှာဂါထာလေးတစ်ပုဒ်ဟောတယ်သဗ္ဗသောနာမရူပသမိယတနတ္ထိမမာယိတံအတ္တာဇနာသောစတိတဝေဘိက္ခုတိဟောစတိဥမာတကဒါယကပုံနာကြီးသဗ္ဗသောလုံးစုံသောနာမရူပသမိနံရုပ်တရားတို့၌ယတအခြင်းပုဂ္ဂိုလ်သည်မမာယိတံငါဥစ္စာဟု၍ဆွဲလမ်းမမောခြင်းမရှိအလုံးစုံသောရုပ်တရားနံတရားတွေကိုငါဥစ္စာလို့ဆွဲလမ်းခြင်းမရှိဘူးတဲ့အခြင်းပုဂ္ဂိုလ်တူတယောက်ဟာနော်အာတတာဇထိုရုပ်တရားနံတရားတွေပျက်စီး၍သွားပါတော့လည်းပဲနသောစတိစိတ်ထဲမှာမစိုးရိမ်သသောထိုကဲ့သို့သောမစိုးရိမ်သောပုဂ္ဂိုလ်သည်ဝေစင်စေဧကံအဖြင့်ဘိက္ခုတိယဟန်ဟု၍ဟုတ်စတိဆိုအပ်ပေ၏
အလုံးစုံသောယုတ်တရားနံတရားတွေကိုငါဥစ္စာလို့ဆွဲလန်းမက်မောတဲ့သဘောမရှိဘူးအဲ့ဒီယုတ်တရားနံတရားအလုံးစုံသောတရားတွေပျက်စီးသွားလို့လည်းပဲစိုးရိမ်ပူပန်ခြင်းမရှိဘူးအင်္ဂါဘယ်နှချက်လဲနှစ်ချက်အဲ့ဒီအင်္ဂါနှစ်ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာယဟန်လို့ခေါ်တယ်ထပ်ပြီးတော့ပြောမယ်ဗျာအလုံးစုံသောယုတ်တရားနံတရားတွေကိုငါဥစ္စာလို့မမောခြင်းမရှိဘူးအဲ့ဒီအလုံးစုံသောယုတ်တရားနံတရားတွေပျက်စီးသွားတော့လည်းပဲစိုးရိမ်ရင်ပူပန်ခြင်းမရှိဘူးအဲ့ဒါလို့ပြည့်စုံလို့လည်းပဲဝမ်းမမြောက်ပျက်စီးလို့လည်းပဲမစိုးရိမ်အဲ့ဒါလို့ပုဂ္ဂိုလ်မျိုးကိုဘိက္ခုယဟန်လို့ခေါ်တယ်အဲ့ဒီဂါထာထဲမှာနာမရူပသမိန်နာယုတ်၌ဆိုတဲ့စကားလေးမပါဘူးလားပါတယ်အဲ့ဒီနာယုတ်၌ဆိုတဲ့စကားလေးပါတဲ့ဒေသနာတော်ကိုနာပြီးတော့အဲ့ဒီတက္ကကြီးတက္ကမကြီးဇနီးမောင်နှံတို့သည်သုံးမဲ့သုံးဖို့နော်အနာဂါမိမဲ့ဉဏ်ဖို့ဉဏ်ထိရပြီးတော့တကယ့်ကိုပဲမြင့်မြတ်တဲ့အရိယာသူတော်စင်ကြီးတွေဖြစ်သွားကြဘာကြောင့်ဒီဂါထာလေးနည်းနည်းလေးကိုနာပြီးတော့လွယ်လွယ်ကူကူအရိယာဖြစ်ကြသလဲဆိုလို့ရှိရင်ကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကယုတ်တရားနံတရားခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အဘိဓမ္မာဩဟာရတွေပါတဲ့တရားဒေသနာတွေလေးနဲ့တဲ့တရားဒေသနာတွေကိုကြိမ်ဖန်များစွာနာယူဘူးလို့ပဲဟုတ်လားခုလည်းပဲဒကာကြီးဒကာမကြီးများယုတ်တရားနံတရားနဲ့ပတ်သက်ပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့တကယ်အဘိဓမ္မာဩဟာရပရမတ္ထတရားတွေနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်ကြီးနာယူကြည်ညိုကြရမယ်ဟုတ်လားဒီဘဝမဲ့ဉဏ်ဖူဉဏ်မရရှိစေအောင်တော့နောင်တန်တရားမှာလွယ်လွယ်ကူကူမဲ့ဉဏ်ဖူဉဏ်ကိုရလို့တန်တရားနှခမ်းသက်ကျွတ်တန်းဝင်နိုင်တဲ့အကျိုးကျေးဇူးတွေရှိနိုင်တယ်လို့တကယ်ကိုပဲယုံကြည်တဲ့စိတ်ဝမ်းမြောက်တဲ့စိတ်တန်ဖိုးထားတဲ့စိတ်နဲ့ဒီဘက်ကန်းနဲ့ဟိုဘက်ကန်းဆိုတဲ့တရားကိုဆက်ပြီးတော့နာယူကြရမယ်နော်ဒကာကြီးမိုင်းများ